Hello ဒီတစ်ခါမှလည်းဘေးမှာတပ်ပုံလှလှလေးရက်လို့ရပြီးတော့ရှေ့ပင်လယ်စာတွေလည်းစားလို့ရပြီးတော့စားကြရည်လည်းအများကြီးရှိတယ်အလွမ်းပြေကြံရည်လည်းတောက်လို့ရတယ်ရှေ့တရုပ်စားစားရည်လည်းပေါ်တယ်ငွေချင်းတွေနဲ့တူတူချီရလို့ကောင်းနေရတော့လေပြေဝခံစားလို့ရမယ့်နေရာလေးတစ်ခုခေါ်တော့မှဖြစ်ပါရဲ့ရှင်ပထမဆုံးအနေနဲ့ကတော့တရုတ်စားစားတွေအများကြီးရှိပြီးတော့ရတာရှိတဲ့တရုတ်တန်ကိုတော့မှဖြစ်ပါတယ်ဒီပင်လယ်နဲ့တရုတ်တန်နဲ့ကဘတ်ကာစီအနည်းဆုံး15မိနစ်လောက်ပဲစီးရတယ်တေချာလေးတော့မမှတ်မိတော့ဘူးပေါ့နော်ပထမဆုံးအနေနဲ့ကတော့ဒီတရုတ်တန်ကလူအရမ်းများတယ်ပေါ့နော်ပိတ်ရက်သွားရေးဆိုတော့လူအရမ်းများပါတယ်ဒီမှာကတရုတ်စားစားတွေအရန်ကောင်းတယ်ပေါ့နော်ဒါကတော့မြန်မာနိုင်ငံအလွန်ပြည့်ကြံရီကိုလည်းကြာရီတန်းစီပြီးတော့တောက်ခဲ့ပါတယ်ဒါကတော့တိုးသားပါဒီဟောလည်းကြာရီတန်းစီပြီးတော့ရအောင်စားခဲ့ပါတယ်နော်ပင်လယ်ကိုသွားမှဖြစ်ပါတယ်ရှင်ဒီကိုသွားမယ်ဆိုရင်တော့ခေါင်းဝင်တော့စကတ်တို့မှုတ်သွားပါနဲ့ရှင်ကစားရဲ့ခါအဆင်မပြေမှာဆိုလို့ပါရှင်ပြီးတော့ရင်ဒီမှာစားကျင်စရာအရင်များရပေါ့နော်ကိုစားကျင်တဲ့အရာကိုပဲစားပါဈေးလည်းများပါရဲ့ရှင်ဈေးကိုလည်းတေချာမေးပြီးစားပါတချို့ဆိုင်နေဆိုလို့ရှိရင်ပေါ့နော်ဈေးကတအားများပြီးတော့မတန်ပါဘူးရှင်ပေါ့နော်ဒီမှာပင်လယ်စာတွေလက်ဆက်တာဆိုတော့ပင်လယ်စာအဓိကစားစီချင်ပါရဲ့ရှင်ညီမတို့လည်းပင်လယ်စာပဲအဓိကစားခဲ့ပါရဲ့ရှင်စားပြီးွားရင်လေတငယ်ချင်းနဲ့တူဒီမှာကစားလို့ရတယ်ပေါ့နော်တကယ်လို့ပင်လယ်စာဆိုင်ထိုင်တဲ့နေရာမှာကိုကမသိဘူးဆိုလို့ရှိရင်တေချာဆေးမိပြီးတော့ရှုခင်လည်းကောင်းမဲ့နေရာမျိုးအစားတောက်လည်းလုံးဝတက်ရမယ့်နေရာလေးကိုတေချာရွေးပြီးတော့ပေါ့နော်ကြည့်ပြီးတော့ထိုင်သေးချင်ပါရဲ့ရှင်ညီမတို့တော့စားခဲ့တဲ့ဆိုင်ကတော့ပင်လယ်စာလည်းလက်ဆက်ပါရဲ့ဈေးကလည်းတန်တယ်ပေါ့နော်ပြီးတော့ဒီဟာကပင်လယ်စာကိုစားနိုင်တဲ့လောက်သူကချပေးတဲ့ပုံစံမျိုးပေါ့နော်အဲ့ဆိုအရန်ကိုစားကောင်းခဲ့ပါရဲ့ရှင်ပြီးရင်တော့ပင်လယ်နားမှာတပ်ပုံရိုက်ပြီးတော့ပြန်มาမယ်ရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ချပြီးတော့ကျေးဇူးပါ love you bye bye